ကဲမျိုးတို့ရေဒီနေ့ကျမမြင်ဆက်ဆန်းပေါ့နော်။ဗာလေးချက်မလဲဆိုတော့ကျမပေါ့။မိုးကစွန်းလေးကိုရေဆက်ဆက်ကလေးချက်မယ်။ပစုံလေးကြော်မယ်။ရင်းဦးဆုံးကျမတို့ကစွန်းရက်ကိုစားနဲ့ရေတခြားဆေးမယ်။ရေဆက်ထားမယ်ပေါ့နော်။မိုးကတော့ဒီမိုးလေးကိုသုံးထားပါတယ်ရှင်။ကဲမိုးလေးကိုလည်းကျမထုံးစံတိုင်းရေတခြားဆေးပါမယ်။ပြီးရင်တော့ရေတခြားစစ်ထားပါမယ်ရှင်။ပြီးရင်တော့ကြက်သွန်ဖြူလေးကိုကျမထောင်းထားမယ်ပေါ့နော်။ပြီးရင်တော့ညိုဒီစိမ်းလေးခွဲချမ်းလေးတွေလိထားပေးပါမယ်စီပူလောင်တဲပါမယ်စီကတော့ကျမတို့နှဲငယ်လေးပဲထည့်ပါမယ်เนาะကျမတို့ဒါစီအများကြီးထည့်ကြမလို့ပါဘူးရေတောက်ဆိုတော့ပြီးရင်တော့ကျမတို့ဒါစီလေးစားသက်ပေးပါမယ်စီလေးကိုကျမတို့ပေါ့เนาะစီတက်တဲ့ခါမှာကျမတို့စီကနည်းနည်းလေးပဲသုံးတာဖြစ်တဲ့အတွက်ကြောင့်မကတ်သွားမတူးသွားအောင်ကျမတို့သတိထားပြီးတော့ကျမတို့စီတက်ပေးပါမယ်လုံးမိချက်လည်းရပါတယ်เนาะကျမကကြတော့ဒီတစ်ခါစီလေးရင်တက်ပြီးတော့နည်းနည်းလေးမှုေးတာလေးကိုကြိုက်လို့ပေါ့เนาะအဲ့လိုစီလေးတက်ပြီးတော့ချက်တာပါလုံးမိချက်ရင်လည်းရပါတယ်ရှင်ကဲကျမတို့စီတက်လေးရသွားပြီဆိုတော့ကျမတို့မှုလေးကိုထည့်ပြီးတော့ကျမတို့လုံးပေးပါမယ်ကဲမှုလေးထည့်ပြီးတော့ကျမတို့လုံးတဲ့အခါမှာပေါ့နော်ကျမတို့စီလေးနည်းနည်းထည့်ထားရတဲ့အတွက်အိုးနည်းနည်းကတ်မှာဆိုရေလေးနည်းနည်းလောက်ထည့်ပြီးတော့တစ်ခါမှွေပေးပါတယ်မှွေပြီးဝိုင်းရင်တော့ကျမတို့မှုလေးတွေနည်းနည်းကျက်သွားတဲ့အထိကျမတို့ဒါလုံးမိမယ်ပေါ့နော်ရတာအတွက်ကတော့ကျမသားမုံနှစွန်းထည့်ပါတယ်ကျမတို့မိုးရင်းကာလာဆိုဒီလိုအရေးဆက်ဆက်ကလေးချက်စားတာကောင်းပါတယ်ကျမတို့စီနဲလေးကျမကြီးနဲ့ညီညွတ်လေးဖြစ်တဲ့အတွက်ကြောင့်မလို့စီနဲလေးပိုကောင်းလေးပါပဲကဲမိုးလေးလည်းချက်သွားပြီဆိုတော့ကစွန်းရက်လေးထည့်မယ်ပြီးရင်တော့ကျမတို့ကစွန်းရက်နဲ့မှုလေးကိုကျမတို့ဒါသမအောင်ကျမတို့ထပ်ပြီးတော့လုံးမယ်ပေါ့နော်မိုးနဲ့ကစွန်းရက်ကတော့ကျမတို့ကြော်စားတာလည်းကြိုက်ပါတယ်ဒီလိုမျိုးလေးပေါ့နော်အရင်ဆက်ဆက်ကလေးစားခြင်းနဲ့ခါကြရင်တော့ဒီလိုပုံစံလေးချက်တယ်ပေါ့နော်ကျမတို့ဒါမိုးနဲ့ကစွန်းရက်ကတော့ကျမတို့ကြော်ရင်လည်းမြန်တယ်ချက်ရင်လည်းမြန်တယ်ဒါအရန်ကိုပေါ့နော်မြန်ဆန်တဲ့ဒါအရန်ဟင်းလေးတစ်ခုပေါ့နော်ဒါကျမတို့ကစွန်းရက်ကလည်းစိတ်တောက်တည်ပြီးတဲ့အတွက်ဒါကျမရည်နဲ့ညီညွတ်တယ်ပေါ့နော်ကဲမိုးနဲ့ကစွန်းလေးကိုကျမတို့လုံးထားရပြီဆိုတော့ကျမတို့ရေလေးနဲ့ငယ်ထည့်မယ်ကဲရေလေးနဲ့ငယ်ထည့်ပြီးတော့ကျမတို့လည်းသမအောင်မွေးပေးမယ်နော်ကဲခုဆိုရင်တော့ပွက်ဆူနေပါပြီရှင်ကျမရုပ်သီးစိမ်းလေးထည့်လိုက်ပါတယ်အဲ့လိုပွက်နေတဲ့အချိန်မှာရုပ်သီးစိမ်းလေးထည့်ရတော့မကျဲလဲရပါဘူးရှင်ကျမတို့ရုပ်သီးစိမ်းလေးထည့်တယ်ပြီးတော့ဒါပွက်လဲဆူသွားပြီနန်းလေးကလည်းမွေးလာပြီဆိုရင်တော့ကျမရဲ့မိုးကစွန်းလေးရပါပြီရှင်ကဲမျိုးတို့လည်းချက်စားကြည့်ကြပါနော်ဒါကျမတို့ရန်ကိုစားကောင်းနဲ့ဒါမိုးကစွန်းအရေးဆက်ဆက်ကလေးရပါပြီရှင်ကျမကတော့ဟင်းဒီလိုအရေးဆက်ဆက်ကလေးချက်တဲ့ခါပဲဖြစ်ဖြစ်ကြော်စားတဲ့ခါပဲဖြစ်ဖြစ်အဲ့လိုပူပူနွေးနွေးလေးစားရတာရမ်းကြိုက်ပါတယ်ပူပူနွေးနွေးလေးစားမှလည်းဒါပေါ့ရတာရှိရလို့ပေါ့နော်ထင်ပါတယ်သမင်းလည်းမြိတ်ပါတယ်ရှင်ကျမတို့ဒီရက်ဒီမှာတော့မိုးတွေကရမ်းကောင်းပါတယ်ကျမကြီးလည်းကြီးဆိုင်ကြပါကဲမိုးနယ်ကစုံလေးရသွားပါပြီရှင်မိုးနယ်ကစုံလေးရပြီဖြစ်တဲ့အတွက်တွဲပတ်စားမှာတော့ကျမပစုံလေးကြော်မှာဖြစ်ပါတယ်ဒါပစုံလေးကိုကျမပေါ့နော်စသားမို့လေးနည်းနည်းနဲ့စနုံးလေးနဲ့ပဲကျမနှင်းငယ်လေးနှဲထားတယ်ပေါ့နော်ပစုံကြော်တာတော့လွယ်ဆုံးပါပဲရှင်ကျမတို့မြင်မြန်ဆက်ဆန်နဲ့ဒါစက်တာပေါ့နော်ကဲကျမတို့ရုံးစုံပစုံလေးကိုလှော့ပါမယ်မကြော်ခင်မှာဇွန်လေးတွေကဒီနေထားလေးဆိုရင်ဒါရပြီပေါ့နော်ကျမ
မတို့ပစုံမစုံခင်မှာလှော်လိုက်တဲ့ခါကျရင်ဘယ်လိုစားတဲ့ခါမှာကျမတို့ကျွတ်ရွရွလေးနဲ့ပို့ပြီးစားပြီးရတာရှိတာပေါ့ရှင်ကဲရင်ဆုံးကျမတို့စီလေးကိုထည့်မယ်စီလေးကတော့ကျမနည်းနည်းလေးများများထည့်လိုက်တယ်ဘာလို့ဆိုတော့ကျမတို့ပစုံကြော်တဲ့စီလေးကထမင်းနဲ့စားရင်ရစားကောက်ပါတယ်ကဲပြီးရင်တော့ခုနကျမတို့လှော်ထားတဲ့ပစုံလေးတွေကိုစားပြီးတော့မီအေးလေးနဲ့ကျမတို့နည်းနည်းကျွတ်သွားတဲ့အထိကြော်ပေးမှာဖြစ်ပါတယ်ရှင်ပစုံကြော်လေးကလည်းနှံ့ကိုမွေးနေတာပါပဲရှင်ဒီပစုံကြော်ကတော့ကျမယောက်ျားရမ်းကြိုက်တဲ့ဟင်းပေါ့နော်သူကတော့ပစုံကိုချက်ကြော်ရမ်းကြိုက်ပါတယ်ပစုံကြော်တာတော့ကျမတို့အချိန်နဲ့ပေးကြမလို့ပါဘူးမြန်ဆန်ကြော်လိုက်ရုံနဲ့ကျမတို့ဒါရမ်းဟင်းလေးတစ်ခွက်နေနဲ့လည်းဒါရပါတယ်ဒီကထားပြီးစားလဲရပါတယ်ရှင်ကဲခုဆိုရင်တော့ကျမရဲ့ပစုံကြော်လေးကကျမကျွတ်ရွပြီးရောမွေးလာပါပြီရသွားပါပြီရှင်ကဲဒီနေ့တော့ကျမရဲ့ဟင်းဆက်တွဲလေးရတော့ကျမတို့မှုပစုံကျမတို့အရေးဆက်ကလေးချက်တာလေးနဲ့ပစုံကြော်လေးနဲ့တွဲစားမှာဖြစ်ပါတယ်ရှင်အမျိုးတို့လည်းချက်စားကြည့်ကြပါနော်ရမ်းစားကောင်းပါလေရှင်ကဲကြည့်ရှုသူများအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်